ဘဝဆိုတာခီးဆိုခဲ့ရင်ပေါ့နော်ကျွန်တော်တို့တွားရင်လာရင်နဲ့အထူးဖြစ်တော့ကျွန်တော်တို့ရှေ့ကိုဆက်တွားခြင်းနဲ့ပေါ့နော်ဘဝခီးလမ်းဖို့ရှေ့ကိုကျွန်တော်တို့တိုးတက်ပြီးတော့တွားနေခြင်းနဲ့ပဲဘဝရဲ့တဏှာရာမှာကိုယ့်ထက်မာကျော်တဲ့အရာရဲ့တားဆီးမှုတစ်ခုခုကြောင့်မလို့ကျွန်တော်တို့ရှေ့ဆက်တိုးမရအောင်ဖြစ်ချင်ဖြစ်သွားတတ်တယ်ဗျဒါမှမဟုတ်လေစောနာကမာကျော်တဲ့အရာနဲ့ကျွန်တော်တို့တွန်းတိုက်မိပြီးတော့လဲကျခြင်းလေလဲကျသွားလိမ့်မယ်ဒါပေမဲ့အရေးကြီးဆုံးချက်ကတော့ကျွန်တော်တို့လဲကျပြီးတော့မနေဘူးတော့အရေးကြီးတယ်ဗျဘဝမှာလဲကျသွားရင်တော့လဲကျနေဘူးတော့မစင်စားလိုက်နဲ့နော်အဲ့တော့အသားစီးနဲ့ရင်ဆိုင်ရပြီဆိုခဲ့ရင်အဲ့ဒီအသားစီးကိုကျွန်တော်တို့ကဖောက်ထွက်သွားမလားဒါမှမဟုတ်လေဒီအသားစီးကိုကျွန်တော်တို့ကရှောင်လွှဲတဲ့အနေနဲ့ဝှေ့ရှောင်သွားမလားအဓိကအသားစီးကိုကြော်လွှားပြီးတော့ပန်းနိုင်ကိုရောက်သွားနိုင်မှုပဲလေကျွန်တော်တို့ဘဝမှာအကြောင်းကြောင့်မို့လို့လဲပြိုပြီးလိုက်ရတယ်ဆိုခဲ့ရင်တော့မှကျွန်တော်တို့ပြိုလဲပွင့်ကိုတော့ပေတော့ခါမှဘယ်ရာเจ้าမှကျွန်တော်တို့မပေးမိဖို့အတွက်လိုတယ်ဗျစကားပုံလေးတစ်ခုရှိတယ် everything happens for a reason everything happens for my better life everything happens for the highest good ကျွန်တော်တို့ဘဝမှာတချို့တော့အရာတွေကစားလုံနိုင်ဖို့အတွက်တော်တော်ခက်ခဲတယ်ဗျဒါပေမဲ့စူးစမ်းလုပ်ဖို့အတွက်လိုတယ်တောက်လျှောက်ကိုဆက်လုပ်လာဖို့အတွက်လိုတယ်ကြအဲ့တော့အခက်ခဲနဲ့ကြုံတွေ့ရတဲ့စုခဲရင်တော့မှကျွန်တော်တို့မလျှော့တန်းနဲ့စူးစမ်းပြီးတော့တောက်လျှောက်ဆက်လုပ်နေဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့ဘဝမှာအချိန်ဆိုတာရမ်းတန်ဖို့ရှိတယ်ဒါကိုအားလုံးသိပြီးသားပဲကြအဲ့တော့အဲ့ဒီအချိန်ကိုပိုင်ဆိုင်ထားချိန်မှာအကျိုးရှိအောင်အသုံးချဖို့အတွက်လိုအပ်တယ်ကြအဲ့ဒါကိုဆုံးရှုံးလိုက်ရပြီးတော့မှကျွန်တော်တို့တန်ဖိုးတိနေပေါ့ဗျာတန်တာနေတာမျိုးတွေမဖြစ်စေချင်ဘူးကြပြီးတော့ချိန်ဆိုတာကတန်ဖိုးရှိတာတော့မှန်တယ်ဒါပေမဲ့ကုံလွန်သွားခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ပြန်မရနိုင်ဘူးလေအဲ့တော့ကုံလွန်ခဲ့တဲ့တန်ဖိုးရှိတဲ့အတိတ်ချိန်တွေကိုကျွန်တော်တို့နှမျောမိတိုင်းအတိတ်မှာပိတ်လောင်ပြီးတော့မထားနဲ့ကြလက်ရှိပြစ္ဆုတ်ပံကိုအကောင်းဆုံးနေထိုင်သွားဖို့အတွက်လိုတယ်အနာဂတ်မှာအတိတ်ကမှားခဲ့တယ်ဆိုတဲ့အမှားအတိတ်ကရှုံးနှင်းခဲ့တယ်ဆိုတဲ့ဟာတွေကိုမျိုးမဖြစ်အောင်လို့အဲ့လိုအတိတ်မှာပိတ်လောင်နေခဲ့တဲ့အတိတ်ကိုနှမျောနေတဲ့စိတ်ခံစားချက်မျိုးကိုမဖြစ်စေဖို့အတွက်ကိုအနာဂတ်မှာပိုကောင်းအောင်ဘယ်လိုကြိုးစားမလဲဆိုတာကိုပြစ္ဆုတ်ပံမှာအကောင်းဆုံးနေထိုင်သွားဖို့အတွက်လိုအပ်တယ်ခါတလေတရားဘဝမှာကျွန်တော်တို့မရည်ရွယ်ဘဲနဲ့လုံးလိုက်မိတဲ့အမားတွေကြောင့်မလို့ကျွန်တော်တို့ဘဝမှာထိခိုက်နစ်နာပျက်စီးမှုတွေအများကြီးကြုံကောင်းလဲကြုံခဲ့ပူလိမ့်မယ်ဗျအဲ့တော့အဲ့ဒီအမားတွေအတွက်ကိုကျွန်တော်တို့ဝမ်းနဲ့ကြွေခွဲပြီးတော့ကိုယ့်ကိုယ်အပြစ်တင်နေမဲ့အစားအဲ့ဒီအမားရဲ့ကြိုးဆက်တွေအဲ့ဒီအမားနဲ့အလားတူကိစ္စမျိုးတွေဆက်မဖြစ်အောင်ဒီအကျိုးဆက်တွေပြေလည်သွားအောင်လို့အကောင်းဆုံးဖြည့်ရှင်းနိုင်ဖို့ကကျွန်တော်တို့ရဲ့လိုရင်းပဲဖြစ်တယ်ဗျအဲ့တော့ဘဝမှာစဉ်းစားပါငါညံ့လို့ငါခံခဲ့ရတယ်သူများကိုပြစ်တင်စရာမလိုငါလဲကြလို့ငါထားရလဲအဲ့တော့တွဲထုမဲ့သူမရှိလေထားရမယ်ဗျတွဲထုမဲ့သူကိုကျွန်တော်တို့မြုပ်ဝန်းနေလို့မရဘူးအဲ့တော့ဘဝမှာလဲကြခဲ့သည့်တိုင်အောင်တော့ကျွန်တော်တို့လဲမချပါနဲ့86ပါအရှုံးမပေးတဲ့သူအတွက်နီးမဲ့ level နဲ့ design မဲ့စူးစမ်းခြင်းဟာကျွန်တော်တို့ဘဝရဲ့အဆုံးသတ်မှာအောင်မြင်မှုဆိုတာပါပဲဗျအဲ့တော့လူတိုင်းအောင်မြင်ကြပါစေဗျာ